မင်္ဂလာပါရှင်။ဒါကထားမြန်မာဘာသာစီစဉ်မှာပြန်နေကြဆိုလိုက်ပါရယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဘူထရန်ဆမ်မွေးနီခွေအားနှလုံးရောဂါဖြင့်ရုတ်တရက်ကွေးလွန်သွားတဲ့အကြောင်းပဲဖြစ်ပါရယ်။တမတော်မှာဖေဖော်ဝါရီလ1ရက်နေ့2021ခုနှစ်တွင်အာဏာသိမ်းယူလိုက်ပြီးဖေဖော်ဝါရီလ2ရက်နေ့တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အားဖွဲ့စည်းခဲ့ပါရယ်။ရင်းနောက်ပြည်နယ်အလိုက်စီမံအုပ်ချုပ်ရေးကောင်စီများအားဖွဲ့စည်းရာချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြင့်ဘူထရန်ဆမ်မွေးနီခွေအားခန့်အပ်လိုက်ကြောင်းကြေညာခဲ့ပါရယ်ဘူထရန်ဆမ်မွေးနီခွေရဲ့အကူရိုမီတာစုကမနေ့ကနေပြည်တော်ကနေဟာခါကိုရောက်ရှိလာခဲ့ပါရယ်ညနေချူပြီးတော့အိတ်ခဲ့တယ်မနေ့9နာရီမှာအစည်းအဝေးရှိရဲဆိုလို့တူလေးကသွားနှုတ်လိုက်တာနှုတ်လို့မရတော့ပါဘူးခဏကိုရောင်တော်အေးနေပြီလို့သိရပါရယ်သူကအရင်ကလေးကနှလုံးသွေးကြောခြင်းရှိပါတယ်။ယခုကျမတို့ဖလန်ကနေဟာခါကိုအလောင်းတေးဖို့သွားနေပါတယ်။အလောင်းကတော့ရင်ခွေးရုံမှာစစ်ဆေးနေတော့ပါ။ဖလန်ကိုတေးပြီးသူ့အဖိုးအဖွားတွေရဲ့ဘေးမှာမင်းမြောက်မယ်လို့ပြောထားပါတယ်။ဘူချရင်ဆမ်မွေးနီခွေဟာဖေဖော်ဝါရီလ3ရက်နေ့မှာတာဝန်ထမ်းဆောင်ခဲ့ရပြီးဖေဖော်ဝါရီလ17ရက်နေ့နာနဲ့တွင်ဟာခါမြို့၌နှလုံးရောဂါဖြင့်ရုတ်တရက်ကွယ်လွန်သွားသည်ဟုသိရှိရပါတယ်။ချင်းပြည်နယ်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ရှေ့ရက်တာမြတာတဝန်ထမ်းဆောင်နိုင်ခဲ့ပြီးလွန်ခဲ့သော2ရက်ကနေပြည်တော်တွင်အစည်းအဝေးတွားရောက်တက်ရောက်ခဲ့ပါတယ်။ခွေလွန်ချိန်တွင်အသက်65နှစ်ရှိပြီလို့သိရှိရပါတယ်။ဘူချရင်ဆမ်မွေးနီခွေရဲ့အဖိုးဟာချင်းလူမျိုးများထဲမှာဗြိတိရှစစ်တပ်တွင်ပထမဆုံးဗိုလ်မှူးဆင်ရရှိနိုင်ခဲ့သောမေဂျာကပ်ကြောင်းဖြစ်ပြီးဖခင်ဖြစ်သူမှာချင်းလူမျိုးများထဲမှာပထမဆုံးဆရာဝန်ဘွဲ့ရရှိသူဒေါက်တာနီခွေဖြစ်ကမိခင်ဖြစ်သူမှာ British နိုင်ငံသူဖြစ်ပါတယ်။ဘူထရန်ဆမ်မွေးနီခွေဟာချင်းပြည်နယ်ဖလန်းမြို့နယ်လုံဒေးရွာမှာဖြစ်ပြီး NLD အစိုးရခက်တွင်ချင်းပြည်နယ်တရားလွှတ်တော်ချုပ်တရားသူကြီးရဲ့ဖြစ်တဝန်ထမ်းဆောင်ခဲ့သူတူဖြစ်ကြောင်းသိရှိရပါတယ်။ရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်သူများအနေနဲ့စစ်တပ်ကအနာသိမ်းမှုကန့်ကွက်နေတဲ့အပေါ်ပါဝင်တင်ကြောင်းဇလိုင်းပါမိုးလျံဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ပြပေးသွားပါမယ်။လက်ရှိစစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူတဲ့အပေါ်ရွေးကောက်ပွဲတွင်ဝင်ပြိုင်တဲ့ကုစလင်များအနေနဲ့ပါဝင်တင်ကြောင်းဇလိုင်းပါမိုးလျံကပြောဆိုလိုက်ပါတယ်။ထန်တလန်မြို့နယ် CNLD ပါတီမှဝင်ပြိုင်တဲ့ဇလိုင်းပါမိုးလျံကယခုဆန္ဒပေါ်ထုတ်တဲ့နေရာမှာလူငယ်တွေပဲပါဝင်နေကြပါတယ်။လူကြီးတွေကိုလည်းတိုင်းပြည်ပြောင်းလဲဖို့ပါဝင်စေချင်ပါတယ်။ဘာသာရေးအသင်းအဖွဲ့တွေကလည်းစုတောင်းပြုခြင်းနဲ့ဖြစ်စေအစိုးရဝန်ထမ်းတွေကလည်း CDM နဲ့ဖြစ်စေအမတ်လောင်းဝန်ပြိုင်သူနဲ့အမတ်တွေကလည်းပါဝင်တင်တယ်လို့ Hakha Times သတင်းဌာနတို့ပြောပြထားပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းတာကန့်ကွက်တဲ့ဆန္ဒဖော်ထုတ်တာဟာအနိုင်ရပြီးဘီရောအခါမှစစ်တပ်ကအနိုင်မယူနိုင်တဲ့အခြေအနေမျိုးဖြစ်နိုင်ပါတယ်။ယခုကန့်ကွက်ဆန္ဒဖော်ထုတ်တာခြေနှမှုရှိနေပေမဲ့နေ့တဝက်လောက်အထိကန့်ကွက်ဆန္ဒဖော်ထုတ်နိုင်ရင်ကောင်းမယ်လို့ယူဆရလို့ဇလိုင်းပါမိုးလျံက Hakha Times သတင်းဌာနတို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။စစ်တပ်ကအာဏာသိမ်းယူမှုကန့်ကွက်ဆန္ဒပြတဲ့သူများကိုဖမ်းဆီးခြင်းရှိပါကမြန်မာနိုင်ငံကမ္ဘာကူလာသမဂ္ဂယုံဖုန်းနံပါတ်39ကို986465435တို့၎င်းဦးမြုံအောင်ဖုန်းနံပါတ်39ကို93651995နဲ့ဦးစံကုန်ခန့်ဖုန်းနံပါတ်39ကို2541ခု9623တော့ဆက်သွယ်ရန်လူထုထံရှင်းလင်းချက်ရှိမရှိ Hakha Times သတင်းဌာနကမြင်တဲ့အပေါ်ဇလိုင်းဗန်ဘွိုးလန်ကကျွန်တော်ကနေမကောင်းလို့မနေ့ညဖေဖော်ဝါရီလ9ရက်နေ့မှာအစည်းအဝေးမတက်နိုင်ခဲ့ပါဘူးအစည်းအဝေးမှာဆွေးနွေးကြလိမ့်မယ်လို့ယူဆရဲလို့ပြောဆိုခဲ့ပါတယ်ကျွန်မ Elizabeth ပါဆက်လက်ပြီးတော့ချင်းပြည်နယ်ရှိ CDM လှုပ်ရှားမှုတွေပါဝင်ကြတဲ့ပါဝင်ထမ်းများအားအထက်လူကြီးများကချင်းချောက်နေသည်ကိုသတင်းထွက်ပေါ်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်မြန်မာစီးပွားရေးဗမာအဝင်ထမ်းများ CDM လှုပ်ရှားမှုတွေပါဝင်လှုပ်ရှားသူများကိုအထက်လူကြီးများကချင်းချောက်ခြင်းနဲ့ကြုံတွေ့နေကြောင်းသိရှိရပါတယ်။စစ်တပ်အုပ်ချုပ်ရေးကန့်ကွက်သည့်အနေဖြင့်ချင်းပြည်နယ်မြန်မာစီးပွားရေးဗန်တွင်တာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းများCDM လှုပ်ရှားမှုတွေပါဝင်လှုပ်ရှားသူများကိုပြည်နယ်မြန်မာစီးပွားရေးဗန်မန်နေဂျာဦးထင်ကျော်မြို့နယ်ဗန်မန်နေဂျာဦးဇော်မင်းတောင်ဒုတိယကြီးကြပ်ရေးမှူးဦးသာဟုလက်ထောက်မန်နေဂျာဦးရမ်ကျုံရုံးတက်ကိုတွန်းအားပေးနေတဲ့အတွက်ညှင်းဆန်ပါတယ်။ဗန်တွင်တာဝန်ထမ်းဆောင်နေကြတဲ့သူများရဲ့လူမှုကွန်ရက်တွေရေးသားဖော်ပြခဲ့ကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဦးသာဟုကကျွန်တော်ကမြန်မာစီးပွားရေးဗန်မှာတာဝန်ထမ်းဆောင်နေတဲ့သူတဦးဖြစ်ပါတယ်။ကျွန်တော်အကြောင်းသတင်းမှားများထွက်ပေါ်လာပါတယ်။ပြောဆိုခွင့်ရှိတဲ့သူတွေလည်းမဟုတ်ပါဘူး။ပြည်내ဗန်မန်နေဂျာလည်းမဟုတ်ပါဘူး။လက်အောက်ဝန်ထမ်းတဦးသာဖြစ်ပါတယ်။
ချင်းချောက်နိုင်ဖို့အာဏာရှိသူလည်းမဟုတ်ပါဘူးလို့၎င်း၏လူမှုကွန်ရက်စာမျက်နှာတွေရေးသားဖော်ပြထားပါတယ်ထို့နောက်လက်ထောက်မန်နေဂျာဦးရမ်ဂျုံကကျွန်တော်ကမြန်မာစီးပွားရေးဘဏ်မှာတာဝန်ထမ်းဆောင်နေတဲ့သူတဦးဖြစ်ပါတယ်ကျွန်တော်အကြောင်းမဟုတ်မမှန်သတင်းတွေပြန့်နှံ့နေပါတယ်ကျွန်တော်ဟာဘဏ်မန်နေဂျာမဟုတ်သလိုဝန်ထမ်းတွေကိုလည်းညွှန်ကြားနိုင်တဲ့အထိတာဝန်ရှိသူလည်းမဟုတ်ပါဘူးအထက်လူကြီးကညွှန်ကြားထားတဲ့အတိုင်းဝန်ထမ်းတွေကို CDM လို့ရှားမှုမှာမပါဖို့တောင်းပန်တာဖြစ်ပါတယ်ချင်းချောက်တာမဟုတ်ပါဘူးချင်းချောက်တယ်လို့ယူဆနေကြတဲ့ဝန်ထမ်းတွေနဲ့လူထုကကျွန်တော်ကိုတီးခံကြပါကျွန်တော်ကလူထုအတွက်တာဝန်ထမ်းဆောင်နေတဲ့သူတဦးဖြစ်တဲ့အတွက်လူထုဘက်ကနေအမြဲရည်တည်နေပါတယ်လို့ Hakha Time သတင်းဌာနကိုပြောပြခဲ့ပါတယ်ဟာခါမျိုးရှိမြန်မာစီးပွားရေးဘဏ်တွေဝန်ထမ်းတချို့ရုံတက်နေကြတော့တယ်တချို့မှာ CDM လှုပ်ရှားမှုတွေပါဝင်နေကြကြောင်းသိရှိရပါတယ်ဆက်လက်ပြီးတော့မတူပီမြို့တွင်စစ်တပ်အုပ်ချုပ်ရေးစန့်ကျင်ဆန္ဒဖော်ထုတ်မှုစက်တိုက်လှုပ်ဆောင်သွားမည်ဖြစ်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ချင်းပြည်နယ်မတူပီမြို့တွင်စစ်တပ်ကအာဏာသိမ်းမှုကန့်ကွက်ဆန္ဒပြပွဲကိုစက်တိုက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်မတူပီမြို့ရက်ကွက်အုပ်ချုပ်ရေးမှုတအုပ်ကဖေဖော်ဝါရီလ10ရက်နေ့လူ1000ခန့်ကနေနနက်9နာရီကနေ12နာရီခွဲလောက်အထိဘောလုံးကွင်းမှာစမ်းမောင်ရက်ကွက်လမ်းဆောင်အထိစန္ဒဖော်ထုတ်ကြပါတယ်။စမ်းမောင်ရက်ကွက်လမ်းဆောင်ကနေဘောလုံးကွင်းအထိပြန်လည်စန္ဒဖော်ထုတ်ကြပါတယ်။မနက်ဖြန်မှာလည်းစန္ဒဖော်ထုတ်ပွဲလုပ်မှာဖြစ်ပါတယ်။စစ်တိုက်လုပ်သွားဖို့ရှိရလို့ Hakha Time သတင်းဌာနကိုပြောပြခဲ့ပါတယ်။ဒီစန္ဒပြပွဲတွင်အသက်35နှစ်အောက်လူငယ်များအများဆုံးပါဝင်ကြပြီးကျန်းမာရေးပညာရေးဌာန၏ဝန်ထမ်းများနဲ့သက်ဆိုင်ရာဌာနများမှဝန်ထမ်းများလည်းပါဝင်ကြကြောင်းသိရှိရပါတယ်။ဖေဖော်ဝါရီလ10ရက်နေ့၌ချင်းပြည်နယ်မြို့များတွင်စစ်တပ်ကအာဏာသိမ်းမှုဆန့်ကျင်သည့်ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်နေကြပြီးမြန်မာနိုင်ငံတပြည်လုံးအတိုင်းအတာအနေဖြင့်ဆန္ဒထုတ်ဖော်သည့်အချိန်လူ2ဦးသေဆုံးပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။သတင်းအတူထွားများကိုဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်။ဟာခါမြို့၌စစ်တပ်ကအာဏာသိမ်းမှုကန့်ကွက်ဆန္ဒထုတ်ဖော်မှုကိုသက်ဆိုင်ရာဌာနမှဝန်ထမ်းများနဲ့လူထု1000ကျော်ပါဝင်သည့်စတုထချိန်ဆန္ဒထုတ်ဖော်မှုကိုပြုလုပ်ခဲ့ကြပါတယ်။ဤဆန္ဒထုတ်ဖော်မှုတွင်ချင်းပြည်နယ်မြို့နယ်ထွေအုပ်ရုံးကျန်းမာရေးဟာခါတက္ကသိုလ်မှကျောင်းသူကျောင်းသားများနဲ့ဝန်ထမ်းများတခြားဌာနဆိုင်ရာဝန်ထမ်းများနဲ့ပြည်သူလူထုများပါဝင်ခဲ့ကြပါတယ်။ဤဆန္ဒထုတ်ဖော်ပွဲတွင်စစ်တပ်အုပ်ချုပ်မှုကြာဆုံးပါစေအစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုမှာပါဝင်ကြပြီးတော့ရုံးပိတ်ရေး Federal Democracy ရရှိရေးဖမ်းဆီးထိန်းသိမ်းထားသူများအားအမြန်ဆုံးလွှတ်ပေးရေးအစရှိသည့်ကြွေးကြော်သံများဖြင့်ကြွေးကြော်ချီတက်ခဲ့ကြောင်းသိရှိရပါတယ်။ဒီကနေ့ The Hakha Time မြန်မာဘာသာအစီအစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်တော့မှာဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာကြည်နူးကြပါစေရှင်။ကျွန်မချယ်ပါ